ဒီနေ့တော့ဆရာအော်ကျော်ထုံးကိုကျွန်တော်ဗလိမ့်မယ်ဗျာဘာဖြစ်လို့လဲဆိုတော့သူရဲ့ live ထဲမှာပြောသွားတဲ့အချက်တစ်ချက်6ပါဒီမှာတစ်ချက်ကြည့်ပါဦးလောကအပြင်ဘက်ကိုထွက်ကြည့်လိုက်ကျွန်တော်ပကြီးကားနေနော်ပကြီးကား10ကားပြောနေအဲ့ဒါ line မှာဟိုပလင်းကြအောင်မယ်တတဂီရီဘလူနော်တတဂီရီပကြီးကား10ကား line မှာတက်ကြည့်လိုက်ဒီ10ကားဘယ်လောက်ရလဲအခုလူတွေကသိမှမသိကြတာဘာလို့မသိလဲသူတို့ပတ်ဝန်းကျင်မဟုတ်လေသူတို့သိတာဒီ1000လို့2000လို့ပဲသိနေတော့ကျွန်တော်လည်းဘာပြောရမှမသိဆရာအော်ကျော်ထုံးပြောသွားတာကတော့သူ့ရဲ့ပကြီးကားတစ်ချက်ကိုဈေးဘယ်လောက်ကြီးရခဲ့ကြောင်းကိုပြောသွားတာပါဒါပေမဲ့ဈေးနှုန်းကိုတိုက်ရိုက်ပြောရင်ကြွားတယ်လို့ဖြစ်မှာဆိုလို့ထင်တယ်ဒါကြောင့်ဆရာကမပြောခဲ့ဘူးအဲ့ဒီစကားကိုကြားလိုက်တော့ကျွန်တော်လည်းလုံးဝကိုစိတ်ဝင်စားသွားပြီးတော့ Google မှာဆရာအော်ကျော်ထုံးနဲ့ပတ်သက်တာတွေကိုကျွန်တော်သွားပြီးတော့ရိုက်ချကြည့်တယ်အမှန်အတမ်းကိုခံရရင်ကျွန်တော်စိတ်ထဲမှာတော့ဆရာအော်ကျော်ထုံးရဲ့ပကြီးကားတွေကတန်ဖိုးရှိလာမှ10သိန်း15သိန်းအများဆုံး30လောက်ပဲရှိမယ်လို့အမှန်တကယ်ထင်ထားမိတာပါဘာဖြစ်လို့လဲဆိုတော့ဆရာအော်ကျော်ထုံးကိုစားသိခဲ့တာကပွဲစုအားလုပ်တဲ့ပရိသတ်တယောက်ကိုပတ်စံ1000ပေးပြီးတော့ပြန်လုတ်ခဲ့တဲ့အကြောင်းအရာကနေစားသိခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဒီဆက်ဆရာကတော်တော်ကြမ်းတဲ့လူပဲတော်တော်ဆိုးတဲ့လူပဲလို့တော့ကျွန်တော်စိတ်ထဲမှာတွေးမိခဲ့ပါသေးတယ်တကယ်ပါပဲနောက်ပိုင်းမှာတော့ပြောမင်းသားလေးစိုင်းမွန်ရဲ့ဇက်ဆရာဖြစ်နေပို့ပြီးတော့သိလာရတာပေါ့နော်ကဲဆရာအော်ကျော်ထွန်းရဲ့အရေးချင်းအကြောင်းကိုနောက်မှသိတမ်းပြောပြပါမယ်အခုတော့ဆရာပြောခဲ့တဲ့တန်မိုးကြီးဘလူးပကြီးကားတွေရဲ့ဈေးနှုန်းကိုကျွန်တော်တစ်ချက်ပြမယ်ဗျာဒီပုံတွေကိုစတွေ့လိုက်တဲ့အချိန်မှာကျွန်တော်တကယ်ကိုဆရာအော်ကျော်ထွန်းကိုလုံးဝလေးစားမိသွားတယ်စိတ်မကောင်းလည်းဖြစ်မိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာဒီလိုတော်တဲ့အမှုပညာဖန်တီးသူတယောက်တစ်ထင်ပုံမဖြစ်ဘဲနဲ့ကိုမှသိရတယ်လို့ပေါ့နော်ဒီမှာဒီပကြီးကားတွေရဲ့ဈေးနှုန်းကိုတစ်ချက်ကြည့်လိုက်ပါဦးတစ်ချက်ကို USD 2500နောက်တစ်ချက်လည်း USD 2500အချက်တိုင်းက USD 2500ကြီးပဲလက်ရှိမြန်မာငွေဈေးနဲ့တွဲကြည့်မယ်ဆိုရင်တစ်ချက်ကို300စိုးစိုးတန်ညစ်ရှိတာတွေ့ရပြီးတော့အရေးကြီးတာကတော့ဒီဈေးနှုန်းသတ်မှတ်ချက်တွေကလွန်ခဲ့တဲ့4နှစ်နီးပါးလောက်ကဈေးနှုန်းတွေဖြစ်ပါတယ်အခုအချိန်ဆိုရင်ဒီပကြီးကားတွေကမရှိဘူးဆိုရင် USD 9000လောက်ပေးရနိုင်တယ်လို့ကျွန်တော်ထင်မိပါတယ်ဒါတွေတောင်မှဆရာအော်ကျော်ထွန်းရဲ့ပကြီးအမှုပညာလက်ရည်တွေကတစ်စိတ်တစ်ပိုင်းပဲရှိသေးတာနော်အခြားအမှုပညာပိုင်းဆိုင်ရာဖန်တီးမှုအရေးချင်းတွေကိုထင်မတွေ့ရသေးဘူးဘာဖြစ်လို့လဲဆိုတော့ဆရာအော်ကျော်ထွန်းကဘက်ဆောင်တူးချုံတဲ့အမှုပညာရှင်တယောက်ဖြစ်လို့ပါပဲဒါကြောင့်လည်းအပြုံးမသားလေးစိုင်းရမွန်ရဲ့ဇက်ဆရာပြရက်တည်နေတယ်လို့ဆရာရဲ့သင်ကြားပေးမှုတွေကြောင့်စိုင်းရမွန်ဆိုတဲ့နာမည်တစ်ခုပို့ပြီးတော့လူသိများလာခဲ့တာလည်းအမှန်ပါပဲတစ်ဖက်မှာလည်းစိုင်းရမွန်ကြောင့်ဆရာအော်ကျော်ထွန်းကလည်းဘလောက်တော်တဲ့ဆရာတယောက်ဖြစ်တယ်ဆိုတာဘလောက်အမှုပညာပေါ်စင်နာထားတဲ့လူတယောက်ဆိုတာကိုပို့ပြီးတော့ကျွန်တော်တို့သိလာခဲ့ရပါတယ်ဒါကြောင့်လည်းဒီနေ့ဆရာအော်ကျော်ထွန်းကိုဗလိမ့်မယ်ဆိုတာကဝေဖန်ဖို့တတ်မဟုတ်ပါဘူးဒီလောက်တော်တဲ့အရေးချင်းရှိနေတာကိုဘာလို့ခုမှသိခွင့်ရတာလဲဆိုပြီးတော့ကိုယ့်ကိုအပြစ်တင်ခြင်းလို့ပါတကယ်တော့လူတယောက်ရဲ့အရေးချင်းကိုအပေါ်ယံမြင်ရတဲ့ပုံရိပ်တစ်ခုနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာဆရာအော်ကျော်ထွန်းကတော့တည်ပြခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်